နောက်ကြရင်ပြပြပြန်ကြည့်လို့ရတယ်ကိုအလုပ်တခြားတဲ့နေရာပြောင်းတော့ရှင်ဟောငါနေခဲ့ရက်ွက်လေးလူများနိုင်ငံသားရတာယာလာမင်းနဲ့အလုပ်တော့အလုပ်ပြန်ကားလေးနဲ့သူတို့ရဒီမှာအလုပ်လုပ်နေုံပဲအလုပ်လုပ်နေရင်ပတ်စံရရဲပတ်စံလည်းလူနိုင်ငံသားရအတွက်လုံလောက်တဲ့လာတာအေးယူမလားကားယူမလားအကုန်ရကျွန်တော်တော့မပြောတော့ဘူးပြဥပဒေလည်းရန်ကောင်းရှယ်ပဲမစီကစနေကလည်းသူကငယ်စာတင်ကျောင်းမှာရတင်ပေးထားဆိုတော့ကိုရီးယားနိုင်ငံသား80ရာခိုင်နှုန်းလောက်ကစီကန်းရှိပါတယ်ကျွန်တော်တော့မပြောလို့ပါညနေမိုးချို့ပြီဆိုတော့ကိုနေခဲ့ရက်ကွက်လေးတောင်နည်းနည်းလွမ်းသလိုဆောင်းဆောက်ဝင်ပြီဆိုတော့သူတို့နိုင်ငံစိုက်ထားတဲ့စက်ကင်းလေးတေးကုန်ပြီဒါလေးဆိုပဲပင်လေးကျက်သွန်လေးတွေဝါကုန်ပြီကာကြီးသားရေးစိုက်ထားတဲ့စက်ကင်းလေးတောင်တို့ဝါနေခုမှာဆောင်းဆောက်ဝင်ပြီဆိုဟဲ့ဘာမကောဆိုရဘာမကောဘယ်နဲ့ရေမြောင်းနေမှာအကုန်စိုက်လုံးနေရရနေရမှာအကုန်စိုက်တာဒီနာပန်းရှင်းတေးကုန်ပြီတော်တော်များများဟုတ်မှာပဲပင်နေလမ်းခွဲရတော့မယ်ဒီဆောင်းနဲ့ဒီတောင်းနဲ့မောင်မီဆိုမီးရစလာလုံခဲ့တဲ့တပတ်ကျော်တော့ဟိုထိုင်းမှာရှိတဲ့တငယ်ချင်းကကျွန်တော်လက်မိတဲ့ကျွန်တော်ကွန်းစားနေရပါအားရမင်းနဲ့ဗာလဲကိုရီးယားလူမျိုးရတယ်ကွန်းစားပဲလားစားရဲလို့သူတို့ကွန်းစားငါတို့စားတာမဟုတ်ဟိုငါတို့စားတဲ့နေမတူဘူးလို့ဒါကွန်းရကိုပါစတဲ့ထိုးထက်ကွန်းတီးရတဲ့ပါစတဲ့ထိုးထက်ထုံးနေလည်းပါစတဲ့လောင်းထက်အဲ့လိုစားတာလို့မင်းကိုရီးယားလူမျိုးရကွန်းစားမိုက်တယ်ငါလူမျိုးတွေတော့မူစားရေးခဲ့တယ်အဟိုဒီမှန်ပြီးဟာတယ်အားဆိုရင်မင်းနဲ့ကိုရီးယားမှာကွန်းဆိုင်ဖွင့်လေးတဲ့အဲ့လိုပြောတယ်အေးတော့ဒါမှငါဒီတော့ပြန်လာခါကျမှကိုယ်နဲ့ဖွင့်မှာတော့အဲ့လိုပြောလိုက်ဟုတ်တယ်ကာကြီးတိုင်းလေကိုယ်စားရတဲ့ညစာထမင်းသွားယူတာဘူဖြောင်းသွားပြီဆိုလို့ရှိရင်လမ်းဟိုဘက်ကိုကူးပြီးတော့မှတ်တယ်လည်းရှိတယ်အဲ့အနေပြီးတော့ကားစီပြီးတော့ဘူတာကိုသွားဘူတာနေမှာရထားနဲ့ဆင်းစီးမှာဘူဖြောင်းရောက်တယ်မလို့နေရာတောထဲမှာဆိုနောက်ကြရင်ပြပြပြန်ကြည့်လို့ရတယ်ကိုအလုပ်တခြားတဲ့နေရာပြောင်းတော့ရှင်ဩငါနေခဲ့ရက်ွက်လေးဆိုတယ်